နုပညာလုပ်ငန်းထမ်းကိုပိုင်စီးပွားရေးလုပ်ငန်းကပိုပြီးအကျိုးရှိလို့ချမ်းသာနေပြီဖြစ်တဲ့ထူးခြားကဲပရိသတ်ကြီးတို့ရေအရန်တရုတ်ဆောင်တွေရဲ့ဘဝကမင်းသားမင်းသမီးတွေလိုမျိုးချမ်းသာလာကြတာမျိုးလည်းမရှိသလိုတောက်တောက်ပြောင်ပြောင်ဖြစ်လာတဲ့ဆိုတဲ့အခြေအနေမျိုးလည်းရှိမနေကြပါဘူးဒီလိုမျိုးအနုပညာအတိုင်းဝိုင်းတဲကနေရုံထွက်ဖို့ဆိုတာကလည်းလူတကာတီးပြီးသားရုပ်ရည်အနေအထားကြောင့်ကြုံရကြပန်းအလုပ်လုပ်ဖို့ဆိုတာကလည်းအတော်လေးကိုခက်ခဲကြပေမဲ့လည်းတရုတ်ဆောင်ထူးခြားကတော့အနုပညာအလုပ်ကိုဆွန့်လွတ်ပြီးတော့ကိုပိုင်ထမင်းဆိုင်လေးတစ်ခုကိုဖွင့်လှစ်ခဲ့ပြီးပဲဖြစ်ပါတယ်သူရဲ့အလုပ်အပေါ်အာရုံစိုက်မှုနဲ့မိမဖြစ်သူရဲ့ supporting ကောင်းမှုတွေကြောင့်ဒီကာလအတွင်းမှာချက်ချင်းတိုးတက်ပြောင်းလဲလာခဲ့တယ်လို့အခုအချိန်မှာဆိုရင်လေတောင်ကလာမှာထမင်းဆိုင်လေးတစ်ဆိုင်ထပ်မံတိုးချဲ့ပြီးတော့ဖွင့်လှစ်နိုင်နေခဲ့ပါပြီသူအနေနဲ့ကတော့ထမင်းဆိုင်ဆိုပေမဲ့လည်းအခြားသူတွေလုံးဝမချက်ပြုတ်သေးတဲ့ဟင်းလျာတွေကိုထူးထူးဆန်းဆန်းနဲ့ရခိုင်ချက်တီးတန့်ချက်ပြီးရောင်းချနေခဲ့တာဖြစ်လို့မင်းသားမင်းသမီးတွေရဲ့အကြိုက်လက်ရလည်းဖြစ်နေခဲ့ပါသေးတယ်ဘလို့ပဲဖြစ်ဖြစ်ပါဝါသနာနဲ့ဖြစ်တင်တာရှင်တွဲလာတဲ့အခါမျိုးမှာအနုပညာအပေါ်ယူမိုက်ပြီးဆက်လုပ်နေအောင်မယ်ဆိုရင်အခုလိုအောင်မြင်လာမှာမဟုတ်တာကြောင့်မလို့ထူးခြားရဲ့ဆုံးဖြတ်ချက်တွေကတကယ်ကိုလေးစားဖို့ကောင်းနေခဲ့တာပဲဖြစ်ပါတယ်ဒါအပြင်သူကိုယ်တိုင်ရွေးချယ်လိုက်တဲ့နောက်အိမ်တောင်နဲ့အမျိုးသမီးကလည်းတက်ညီလက်ညီရှိနေသေးတာဆိုတော့ထူးခြားကိုအတူယူပြီးပရိသတ်ကြီးတို့ကိုယ်တိုင်ကလည်းကိုယ့်ရဲ့လက်တွဲပေါ်မမဖို့ကလည်းတကယ်ကိုအရေးအကြီးဆုံးအချက်ပဲဖြစ်ပါတယ်ဗျာ